Hello မင်္ဂလာပါဒီစင်ထားလို့ရှိရင်လေဘယ်တော့မှမဖြစ်ဘူးသိလားအခုကလေ coffee မှာထိုင်နေရုပ်ပြည့်မာဘယ်မောင်တီတော့တက်ကြမလား okay သွားမယ်ဆိုပြီးအခုမာဘယ်မောင်တီတက်ဖို့သွားပါမယ်哎妈呢在嘛讲哩呢吧 could you say hi Hello မင်္ဂလာပါ မင်္ဂလာပါကြောင်မတက်ခင်နဲ့သူကအားပြည့်အောင်ခောက်ဆွဲဝင်စားမယ်ခောက်ဆွဲပြီးမှတော့တက်မယ်ဆိုတော့ကျမတို့ခောက်ဆွဲဝင်စားရပေါ့နော်ခုကတော့အဲ့တို့နေအောင်စားပြပါပြီစားပြတဲ့အချိန်မှာတော့ကိုရကျော်ကသူတဲ့အိတ်ချင်သွားပြီတဲ့အဲ့တော့ကျမတို့ရဲ့တောင်တက်မဲ့အစီအစဉ်ကပြတ်သွားပါတယ်စားတော့မှာပဲမောင်ကြည့်ပေါ့နော်နီးလျက်နဲ့ဝေးနေချင်မှာဘယ်တော့မှတက်ဖြစ်မလဲမသိဘူးဒီနေ့ကတော့တက်ဖို့ကြိုးစားရတယ်ဒါပေမဲ့လည်းမအောင်မြင်ပါဘူးခုကတော့အိတ်ပြန်ပြီးအိတ်တော့ပါမယ်ဘိုင်ဘိုင်ဒါတော့ညဘက်ဆိုလို့ရှိရင်အိမ်ကနေလှမ်းမြင်ရတယ်ပေါ့နော်အိမ်ကနေဆိုပေမဲ့ခေါမိုးတက်ကနေလှမ်းမြင်ရတယ်မာဘယ်မောင်တင်ရဲ့ view ပါဒီကြတော့လေအိမ်မာဘယ်မောင်တင်ရဲ့အောက်မှာဆိုလို့ရှိရင်လည်းသူတို့လေပြေးလန်းလေးတွေရှောက်လန်းလေးတွေပန်းချန်လေးတွေလုပ်ပေးထားတယ်တကယ်လှရတယ်ကိုကလေဒီနားမှာနေရတော့ဘလောက်မှမဝေးဘူးလမ်းလျှောက်ရင်တော့10မိနစ်လောက်ပဲလျှောက်ရတယ်ဒါပေမဲ့ဒီမှာနေတာ3လကျော်ပြီဒါပေမဲ့တစ်ခါမှအိတ်တောင်မရောက်ဘူးသေးဘူးအောက်ကနေပဲဖျက်လျှောက်တာရှိရကွာဆိုတော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျင်းသေးပေါက်ဒီတောင်ပေါ်တက်တဲ့ blog ကိုလုပ်ပါမယ်ဗီဒီယိုလေးကိုစောင့်မျှော်ကြည့်ရှုပေးကြပါအောင်ရှင်